ဗုဒ္ဓဘာသာဝင်တိုင်းဓမ္မဗဟုသုတတရက်တစ်ခုမှတ်သားပြီးယန္နာသုံးပါးကိုပူဇော်နိုင်ပါပြီရှင်။ငါးပါးသီလစောင့်ထိန်ခြင်းအပြစ်အကျိုးငါးပါးသီလကိုစောင့်ထိန်ခြင်းဟာလူသားတစ်ယောက်အတွက်အခြေခံအကျဆုံးကိုကျင့်တရားဖြစ်တယ်လို့ဘဝမှာအေးချမ်းသာယာစေဖို့အကောင်းဆုံးအကာအကွယ်လည်းဖြစ်ပါတယ်။ငါးပါးသီလရဲ့အကျိုးနဲ့အပြစ်တွေကိုဓမ္မဗဟုသုတအဖြစ်အနှစ်ချုပ်တင်ပြပေးလိုက်ပါတယ်ရှင်။ပါဏာတိပါဒသူတစ်ပါးအသက်သက်ခြင်းအပြစ်အသက်တိုးခြင်းအနာရောဂါများခြင်းအချမ်းရံနေခြင်းကြောက်ရွံ့တတ်ခြင်းပါဏာတိပါဒသူတစ်ပါးအသက်သက်ခြင်းကိုရှောင်ခြင်းလျင်အကျိုးအသက်ရှည်ခြင်းကျမ်းမာခြင်းကိုယ်ရင်ကပြည့်စုံခြင်းရဲရင်ခြင်းနှစ်အာဒိဏဒါနာသူတော်ဥစ္စာခိုးယူခြင်းအပြစ်စင်ရခြင်းစီးစိမ်ဥစ္စာရန်သူမျိုး၅ပါးဖြတ်စည်းခံရခြင်းလိုချင်တာမရခြင်းအာဒိဏဒါနာသူတော်ဥစ္စာခိုးယူခြင်းမှရှောင်ခြင်းလျင်အကျိုးချမ်းသာကြွယ်ဝခြင်းမိမိစည်းစိမ်ကိုဘယ်သူမှမဖြတ်စည်းနိုင်ခြင်းလိုအင်ဆန္ဒပြေဝခြင်း၃ကာမေတုမိစ္ဆာစာရသူတစ်ပါးသားမယားပြစ်မှားခြင်းအပြစ်ရန်များခြင်းမုန်းတီးသူပေါ်ခြင်းမိမိအိမ်တောင်ရေးမตายရခြင်းမျက်နှာပြက်ရခြင်းကာမေတုမိစ္ဆာစာရသူတစ်ပါးသားမယားပြစ်မှားခြင်းအပြစ်ကိုရှောင်ခြင်းလျင်ရရှိမည်အကျိုးလူရှိလူခင်ပေါ်ခြင်းအိမ်တော်ရေးตายရခြင်းဘေးရန်ကင်းခြင်းဂုဏ်သိက္ခာကြီးမားခြင်း၄ဘုဒ္ဓဝါဒလိညာပြောဆိုခြင်းအပြစ်အပြောအဆိုမပီတာခြင်းသွားမညီခြင်းစကားပြောလျင်သူတစ်ပါးကမယုံကြည်ခြင်းအနတ်နံခြင်းဘုဒ္ဓဝါဒလိညာပြောဆိုခြင်းအပြစ်ကင်းလွတ်လျင်အကျိုးစကားပီတာခြင်းသွားညီညာဖြူစင်ခြင်းစကားပြောလျင်လူအများကယုံကြည်လေးစားခြင်း၅သူရာမေရယဝိရစေဝါနှင့်တေးတောက်ခြင်းအပြစ်အသိဉာဏ်နဲ့ခြင်းပညာသင်ရခက်ခြင်းယူသွတ်ခြင်းအရှက်အကြောက်ကင်းခြင်းသူရာမေရယဝိရစေဝါနှင့်တေးတောက်ခြင်းကိုရှောင်ခြင်းလျင်အကျိုးအသိဉာဏ်ပညာထက်မြက်ခြင်းတတိကောင်းခြင်းကိုကျင့်တရားကောင်းမွန်ခြင်း